ရှိတုန်းကပတောက်မြိုင်တောအုပ်ကြီးထဲမှာတကြံကာလရောက်တိုင်းထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။အဲဒါကတော့တကြံအတက်နေမှာတကြားမင်းကြီးကနတ်ပြည်ကနေဆင်းလာပြီးတောအုပ်ထဲကအဖြူစင်ဆုံးတလိမ့်ဆန်လေးကိုမော်အတာရေစင်နဲ့ပတ်ပြန်ပေးလေးရှိတာပါ။အဲ့ဒီရေစင်အပတ်ခံရတဲ့သူဟာတစ်နှစ်ပတ်လုံးဘေးကင်းပြီးစံကြောက်တွေပြေဝစီတယ်လို့ဆိုကြတယ်။ဒါပေမဲ့ဒီနှစ်မှာတော့တောအုပ်ထဲကတလိမ့်ဆန်တွေဟာအချင်းချင်းညှင်းခုန်နေကြတယ်။မြင်းကလေးညီရဲကငါကအမြန်ဆုံးမို့ငါပဲရတဲ့နေလို့ပြောတယ်လို့တောင်းကလေးကတိကလည်းငါကအလားဆုံးမို့ငါပဲရတဲ့နေလို့မာနတက်နေကြတာပေါ့တကြံအတက်နေမနဲ့မှာတော့တော်လန်းပြီးမှအင်မတန်နှုံးခွင်နေတဲ့ပုံနာအိုကြီးတူလဲနေပါလေမြင်းကလေးညီရဲကတော့တကြားမင်းကိုအမိဖူးဖို့ဒုံဆိုင်ပြေးသွားပြီးပုံနာအိုကိုဂယုမဆိုင်ခဲ့ပါဘူးတောင်းကလေးကတိကလည်းသူ့အမွေတွေညစ်ပတ်မှဆိုလို့ရှောင်သွားခဲ့တယ်အဲ့ဒီအချိန်မှာဝဝုံလေးဖိုးထွားကအရောက်လာပါတယ်ဖိုးထွားဟာသူ့အတွက်တိုးလောင်ထားတဲ့တခုတည်းသောတောက်ရီအိုးလေးကိုယူလာပြီးပုံနာအိုကြီးကိုတိုက်လိုက်ပါတယ်ပြီးတော့သူ့ရဲ့လက်ကင်ပေါ်ဝါလေးကိုရေဆွတ်ပြီးပုံနာအိုကြီးရဲ့မျက်နှာကိုအတာအရာတုပ်ပေးလိုက်ပါတယ်အဖိုးနေသားရဲ့လားဗျာဒီမှာရေအေးအေးလေးတောက်လိုက်ပါအောင်လို့ဖိုးထွားကနှွေးထွေးစွာပြောလိုက်တယ်ရုတ်တရက်ဆိုသလိုပုံနာအိုကြီးစီကနေရွှေရောင်အလင်းတန်းတွေထွက်လာပြီးတကြားမင်းကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်တတော်လုံးမှာလည်းပတောင်းနဲ့နေတွင်သားပြီးကောင်းကင်ကနေနှက်စီနှက်မောင်းတန်တွေထွက်ပေါ်လာတယ်ဖိုးထွားမင်းကတော့ငါရဲ့စံတမှုကိုအောင်မြင်ခဲ့ပြီစစ်မှန်တဲ့အတာတကြဆိုတာကိုထက်နှိပ်ပါသူကိုကူညီပြီးအေးများစေခြင်းပဲလို့တကြားမင်းကြီးကမိတ်ကြားလိုက်တယ်ပြီးတော့တကြားမင်းကြီးကသူ့ရဲ့ရွှေခီးယူတင်တွေကနေမော်အတာရည်စွန်းတွေကိုဖိုးထွားပေါ်ပတ်ပြန်ပေးလိုက်ပါတယ်ဖိုးထွားပေါ်ကျလာတဲ့ရည်စွန်းတွေဟာကျေပွင့်လေးတွေလိုတောက်ပသွားပြီးဖိုးထွားကိုတည်းမကပဲတောအိုးတစ်ခုလုံးကိုအေးမြသွားစေပါတယ်မြင်းကလေးနဲ့ဒေါင်းကလေးတို့လည်းသူတို့ရဲ့မာနတွေအတွက်ရှက်သွားပြီးဖိုးထွားကိုတောင်းပန်လိုက်ကြပါတော့တယ်ပုံမြင်လေးကပေးခြင်းတဲ့ message ကတော့စစ်မှန်တဲ့မော်အတက်ဆိုတာဖြူစင်တဲ့စေတနာပဲဖြစ်ပါတယ်သူတစ်ပါးကိုအေးမြအောင်လုပ်ပေးသူဟာမိမိကိုယ်တိုင်လည်းအေးမြမှုကိုပြန်လည်ရရှိတတ်ပါတယ်တကြံဆိုတာမာနတွေကိုဘေးဖယ်ပြီးကိုချင်းစာတရားနဲ့နှစ်သက်ကိုကြိုဆိုရမယ့်ပွဲတော်ပါ